မင်္ဂလာပါဒီမိကုန်းလေးပေါ့နော်သွေးစစ်တာတဲ့အခါမှာသွေးထဲမှာ uric acid တွေအများများနေတယ်တဲ့အဲ့တော့ဘာရှောင်ဖို့လိုတယ်ပေါ့နော်ဒီလို uric acid တွေအများများတဲ့အခါမှာကျွန်တော်တို့ကောက်လို့ခေါ်တဲ့အဆစ်မြစ်ရောင်တဲ့ပြဿနာတွေနောက်ဆက်တွဲခံစားရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အထူးသဖြင့်တော့ဒီ uric acid သွေးထဲမှာဖြစ်လာတဲ့လမ်းကြောင်းထဲမှာ purine ဆိုတဲ့ဓာတ်ပါတယ်အဲ့ဒီဓာတ်ကိုကျွန်တော်တို့တတ်နိုင်တဲ့တော့အဲ့ purine ဓာတ်များတဲ့အစားအစာတွေကျွန်တော်တို့ရှောင်ဖို့လိုတယ်ဒီဗီဒီယိုမှာ uric acid များလို့ခေါက်ယောဂဖြစ်နေတဲ့လူတွေအတွက်အဓိကရှောင်မဲ့အစားအစာတွေကိုကျွန်တော်ပြောပြပေးမယ်နံပါတ်1ဦးစားပေးရတော့အနီရောင်ရှိတဲ့အစားအစာတွေပေါ့နော်ဒါတွေကိုကျွန်တော်ရှောင်ဖို့လိုတယ်အထူးသဖြင့်တော့အမဲသားတို့ဝက်သားတို့တိုးသားတို့ဒါတွေရှောင်ရမယ်ဒါအပြင်ကိုဒီတရိษံတွေရဲ့ကိုတွင်းကလီစာတွေနော်ဒါမျိုးတွေကိုလည်းကျွန်တော်တို့ရှောင်ဖို့လိုတယ်နံပါတ်2ကတော့ကျွန်တော် seafood ပေါ့နော်ပင်လယ်စာတွေပင်လယ်စာတွေကလည်းကျွန်တော်သွေးထဲမှာရှိတဲ့ uric acid ကိုတက်စေတဲ့ effect ရှိတယ်ပင်လယ်စာတွေကိုလည်းရှောင်မှာဖြစ်တယ်နောက်တစ်ခုကတော့အရက်ပေါ့နော် alcohol percentage ပါတဲ့ဘဲအချိုရည်ကိုမဆိုရှောင်ဖို့လိုပါတယ်ဘီယာလည်းမရဘူးဝိုင်လည်းမရဘူးပေါ့နော်ဒါတွေရှောင်ဖို့လိုတယ်ပြီးရင်ကျွန်တော်အရန်ချိုတဲ့အစားအစာတွေ process လုပ်တာတဲ့အစင်းစင်းချက်လုပ်တာတဲ့အစားအစာတွေဒါမျိုးတွေကိုလည်းကျွန်တော်တို့ရှောင်ဖို့လိုတယ်နော်အထူးသဖြင့်တော့ဗျာဒါဆိုရင်ကျွန်တော်တို့ဘာစားရမလဲလို့မေးကျွန်တော်ခုနပြောတဲ့အစားအစာလေးတွေဦးစားတတိထားပြီးရှောင်မင်းရပြီကျန်တာတွေစားလို့ရတယ်နော်အဲ့ဒါလေးတခုနောက်တစ်ခုကျတော့တချို့သောဟင်းဟင်းရွက်တွေပေါ့နော် uric acid များတဲ့လူတွေအတွက်အဆင်မပြေတဲ့ဟာလေးတွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့ coffee bean လို့အနေထားမျိုးတွေနောက်ကညွန့်လိုဟာမျိုးတွေပေါ့နော်နောက်တစ်ခုspinach လို့ခေါ်တယ် spinach ကတော့ဟင်းနုနယ်ပေါ့နော်ဟင်းနုနယ်လိုဟာမျိုးတွေဒါမျိုးတွေကိုလည်းနောက်တချို့တော့မှုတွေပေါ့နော်ဒါမျိုးတွေကလည်း uric acid များလို့ကောက်ယောဂထနေတဲ့လူတွေစားလိုက်ရင်ပိုဆိုးစေတတ်တယ်ဒါကြောင့်မို့ကျွန်တော်ခုနပြောတဲ့အစားအစာလေးတွေကိုအဓိကဦးစားပေးပြီးရှောင်ပေးပါကျန်တာတွေတော့စားလို့ရပါတယ်နောက်တစ်ခု uric acid တကယ်လို့များနေတယ်ဆိုရင်ကျွန်တော်သွေးထဲမှာရှိတဲ့ uric acid level ကိုကျစေတဲ့ဆေးတွေတောက်ဖို့လိုတယ်ကျွန်တော်ကိုချီစင်းတို့ allopurinol တို့ဒီလိုဆေးတွေရှိတယ်တက်ဆိုင်ရာဆရာဝန်စီမှာသွားပြီးတော့အကြံဉာဏ်ယူပါကျွန်တော်ဒီတိုင်းနေလို့မရပါဘူးเนาะအကျိုးရှိလိမ့်မယ်လို့ပြောလိုက်ပါတယ်